ကျွန်တော်ချစ်ဖန်လေးတို့ငွေထက်တန်ဖိုးကြီးတဲ့အကြံ3ခုပေးမယ်ယူမလားမယူလဲယူလိုက်တော့ဗျာပေးမှာပဲတခါရွာတွာမှာဗျာလူငယ်လေးတယောက်ဟာသူကြိုက်တဲ့သူ့ရဲ့ကောင်မလေးတယောက်နဲ့ပေါ့ဗျာလက်ထပ်ပြီးတဲ့အခါမှာသူဟာမြို့အလုတ်သွားလုံမဲဆိုပြီးတော့တခြားမြို့သူအလုတ်သွားလုံသူ့ကောင်မလေးကိုသူစင်စင်ရဲနဲ့ဒီလိုပုံစံကြီးနဲ့တော့မထားခြင်းကုရှူတွဲလဲငွေတွဲလဲနဲ့ထားခြင်းနဲ့ပေါ့ဗျာသူကလည်းသွားကနေသူမိမကိုသူခရီးတစ်ခုတောင်းတယ်မိမရဲ့မင်းကသစ္စာရရှိပေးပါနော်ငါမင်းတို့တော့အလုပ်ကြိုးသားခြင်းနဲ့ငါမင်းကိုပြည့်ပြည့်စုံစုံလေးနဲ့ထားခြင်းဒီလိုစင်စင်ရဲကြီးနဲ့တော့ငါမထားခြင်းဘူးငါမင်းကိုယူထားတဲ့အတွက်ငါမှတောင်းအောင်ရှိတယ်ပေါ့ကွာဒါနဲ့လူငယ်ကသူအဲ့မြို့ရောက်သွားတဲ့အခါမှာအဖိုးကြီးတယောက်စီမှာသူအလုပ်ဝင်လုပ်တယ်ဗျာအဲ့အဖိုးကြီးကသူကလက်သမားလုပ်တယ်လက်သမားလုပ်တော့အဖိုးကြီးကလည်းပညာရှိမဲ့ပုံကူတယ်ဗျာဒါနဲ့သူကအဖိုးကြီးနဲ့အလုပ်မလုပ်ခင်အဖိုးကြီးနဲ့သူစာရုပ်ချုပ်တယ်ဟိုစာရုပ်လေးတစ်ခုချုပ်မယ်အခုကျွန်တော်ပြောမယ်အေးပြောလေဘာပြောမှာတော့ကိုကလည်းပြီးတော့အခုကျွန်တော်ဓမင်းတော့ကျွေးရမယ်နော်ပြီးကြရင်ကျွန်တော်ရဲ့လူအားကအခုကျွန်တော်မအပ်နဲ့အခုစုထားပြီဟာရတယ်လေဒါသူတို့အလုပ်လုပ်ဒီလူငယ်လည်းအလုပ်တော်တော်ကြိုးစားတယ်ဗျာအလုပ်လုပ်တော့ဘိုးသူတော်တော်ကြိုက်သွားဟောဒါနဲ့ဒီလူအဲ့ဒီလူငယ်ကဒါနဲ့သူနှစ်20လောက်ကြာတော့နေသူမိမသူအရန်လွမ်းနေပြီလေပြန်တော့မယ်ဟိုကျွန်တော်ပြန်တော့မယ်ကိုရဲ့ကျွန်တော်သူမိမနဲ့နှစ်20လောက်ကြာသွားပြီခွဲနေရတာကျွန်တော်လွမ်းနေပြီပြန်တော့မယ်ကိုကျွန်တော်လောအားကလေးကိုဖုတ်ထုတ်ပေးပါတဲ့ကိုပြောတော့ကိုကလည်းအေးတယ်ဆိုပြီးတော့အဖိုးအိမ်နဲ့ဝင်သွားပြီးတော့သူလွဲအကြီးတစ်လုံးနဲ့မှပြတယ်လေအိမ်ဘက်ထိုင်ထည့်လာပြီးတော့အဖိုးကကိုပြစ်ပေါ်ထိုင်ပြီးတော့အဲ့ဒီလွဲကိုရှေ့ကသပွဲဝင်ပေါ်တင်လိုက်တယ်ပေါ့ဗျာတင်လိုက်တော့လူငယ်ကိုလတ်ခေါ်တယ်အေးလာရပြီတဲ့မင်းမှာပတ်စံအခုပေးရတဲ့ပတ်စံရပြီတဲ့ဒါပေမဲ့မင်းကငါတခုပြောမယ်တဲ့မင်းဒီပတ်စံနဲ့မင်းကငါပေးမယ်အကြံ3ခုနဲ့တန်မိုးကြီးတဲ့အကြံ3ခုနဲ့မင်းဘယ်လာယူမှာတော့တဲ့ဒီညတော့မင်းစဉ်းစားကွာတဲ့တညာမင်းကငါအချိန်ပြည့်မယ်တဲ့မနေ့ကမှမင်းပြန်တယ်ဒီညစဉ်းစားမင်းကပြန်လူငယ်တညာလို့စဉ်းစားပါဗျာသူမိမအတွက်သူ20ကြီးတောင်သူထားတဲ့ပတ်စံတွေကအဖိုးကြီးသူကအဖိုးကြီးပြောရကြတာအဖိုးကြီးသူပေးခဲ့ရမယ်ထင်တယ်ပေါ့ဗျာနော်ထင်ပြီးတော့အဖိုးကြီးအကြံ3ခုယူရမလားအမျိုးမျိုးတွေးတာပေါ့ဗျာလူငယ်ကဒါနောက်ဆုံးအဖိုးကြီးကလည်းအကြံရှိမဲ့အကြံကြီးတယ်ဗျာအဖိုးကြီးကလည်းညာပညာကြီးမတဲ့သူဆိုတော့သူရိတ်မိသွားတော့ဆိုပြချက်သူဒုံးလေးချလိုက်ဆိုပြချက်စိတ်ပမာဏနဲ့ချလိုက်ငါအဖိုးကြီးအကြံ3ခုပဲယူမယ်တဲ့မနေ့မိုးလင်းတော့အဖိုးကြီးနဲ့တွေ့တော့အဖိုးရဲ့အကြံ3ခုပဲယူရမယ်တဲ့အေးဒါဆိုမင်းမှတ်ထားတဲ့တေချာနံပါတ်1မင်းတေချာမှတ်ထားတော့တဲ့မေးလို့မရဘူးတဲ့မင်းကငါပြောမှာတဲ့နံပါတ်1ဘယ်တော့မှဖြက်လန်းကမလိုက်နဲ့အသက်အန္တရာယ်များတယ်နံပါတ်2မဆက်စုနဲ့မကောင်းဆိုးဝါးကိုဆက်စုမိရင်သေတတ်တယ်နံပါတ်3ဒေါသထွက်နေချိန်မှာဆုံးဖြတ်ချက်မချနဲ့ထို့နောက်ပြန်ရလိုက်တဲ့အရာနောင်တပြင်မရတဲ့နောင်တကြီးဖြစ်သွားတတ်တယ်အဲ့ဒီ3ချက်ပေးလိုက်တယ်လူနဲ့အဖိုးကြီးရဲ့လူငယ်လည်းအဖိုးသူရှီခိုးတယ်ကွာရှီခိုးပြီးတော့လူငယ်သူခီးဆက်ပြန်ရွာကိုပြန်တော့ဗျာရွာလည်းသူ20လောက်ကြာတယ်ရွာပြောင်းလဲတော့သူလမ်းတွေပြောက်တဲ့အခါမသိကြတော့သူဒီလိုဗျာဒီကြီးကိုကြီးနဲ့သူနေတာနေမှာပေါ့နော်စိတ်ထဲထင်တာတော့ဗျာအဲ့နဲ့ဒစိမ့်တယောက်ကသူနဲ့ရောက်လာတယ်ကွာရောက်လာပြီးတော့အေးရောင်းရင်းနဲ့ဘယ်တော့ဖို့လဲကျွန်တော်ဒီမှာရွာပြန်ဖို့တဲ့လမ်းပြောင်းနေတာဟောတဲ့မဖြက်လန်းတလန်းရှိတယ်တဲ့လိုက်ခဲ့လေတဲ့ကျွန်တော်ကူညီပေးမယ်တဲ့သူလိုက်သွားမလို့တွေးလိုက်တယ်လိုက်သွားမလို့တွေးနေတဲ့အချိန်မှာအဖိုးကြီးကပထမ1ပေးလိုက်တဲ့အကြံသူသွားရတယ်ဘယ်တော့မှဖြက်လန်းကမလိုက်နဲ့အသက်အန္တရာယ်များတယ်ဒီဖိုးကြီးပေးလိုက်တဲ့စကားနံပါတ်1ကိုသွားတတိယပြီးတော့သူကမလိုက်တော့ပါဘူးရပါတယ်ကျွန်တော်ရောက်သွားမယ်အဲ့ဒီသူ့ကိုခေါ်တဲ့လူကဓမြကိုင်းအဖွဲရကောင်အဲ့လိုခရီးသွားတွေကိုလမ်းပြမယ်ဆိုပြီးသူကပြောပြီးတော့ပြီးလို့ရှိရင်ရောက်ရင်ပစ္စည်းယူလူတက်တယ်ဒါသူခီးဆက်သွားဗျာခီးဆက်တော့သူပင်ပမန်းနဲ့ပေါ့ဗျာညပဲမိုးချုပ်ပင်ပမန်းနဲ့မိုးရတဲ့ချုပ်ခီးကနှင်လို့မရတော့ခါမျိုးနဲ့ကြာသူကညောင်းနဲ့ညောင်းပင်လဲပင်မန်းနေပြီတော့သူကတဲခုကန်တစ်ခုမှသူဝင်ပြီးတော့ငှားပြီးနေလိုက်တဲခုကန်မှာဝင်ငှားပြီးအဲ့တော့ညနဲ့ရံမှာညနဲ့တကောင်ရံမှာအတန်ဆိုးကြီးနဲ့ဗျာသိလားမကောင်းဆိုးကတကောင်အော်တယ်ဟောသူလက်နိုးသွားပြီသူကဒရင်မဖွင့်ကြည့်မယ်လို့တယ်ဖွင့်ကြည့်မယ်လို့တော့အဖိုးကြီးရဲ့နံပါတ်2အချက်ကသူ့အကောင်းနဲ့ပြေးဝင်လာမဆက်စုနဲ့ဘယ်ရမစို့မကောင်းဆိုးအောင်ဆက်စုရင်သေတတ်တယ်တဲ့အဲ့ဒီအကြံသူကျုံးနဲ့တွေ့တော့ဒရင်မကိုမဖွင့်တော့ဘဲနဲ့သူကသူပဲပြန်အိတ်လိုက်တယ်မနဲ့မိုးလင်းတော့သူတက်ခုမှပိုင်ရှင်ကပြောတယ်ညာတော့မင်းအတန်တန်မကြားဘူးလားကွာတဲ့ကြားတယ်တဲ့စူလောနဲ့အတန်မကောင်းဆိုးရတန်လားမသိဘူးတဲ့အတန်ကြီးတန်ကြားတယ်တဲ့မဖွင့်မကြည့်ဘူးလားတဲ့ကျွန်တော်မကြည့်ပါဘူးတဲ့ဟာတဲ့ဒါမင်းဒီတဲကိုကနေပထမဆုံးအသက်အန်ဒီကနေလွတ်မြောက်ပြီးပြန်တဲ့လူအဖြစ်မင်းစင်းဝင်သွားပြီတဲ့
ဒီမှာလာပြီးတော့အိတ်တဲ့လူတိုင်းအဲ့လိုအတန်ကြားလို့ဗရင်းမောက်ဖွင့်သွားပြီးမကောင်းသောတဲ့ကောင်ချီသွားပြီးတော့သူတို့တောထဲမှာကြိုက်စားတက်ပစ်လိုက်ပေါ့ဟုတ်တယ်ဒါနဲ့လူငယ်ခီးဆက်တယ်ပေါ့ဗျာခီးဆက်တော့ကြာနောက်ညနေမိုးချုပ်ကနေလိုက်ကြသူ့ရဲ့အိမ်ရောက်သွားတာမီးအောင်ပါဗျာလားသူမိမဗျာသူကမှာခဲ့တယ်လေသွားတယ်သူမိမတက်စားရှိပြီပါပဲမီးအောင်ပါသူ့အိမ်တန်ရောက်တော့မီးအောင်ပါသူမိမနဲ့အဲ့ဒီလူတယောက်နဲ့ကဘယ်လိုပြောအောင်ပူကဲနဲ့စကားပြောနေတာဗျာဒါကိုသူတွေ့တော့ဒီအမျိုးသမီးဒီမိမငါပြောထားပါရင်ဒါနဲ့သူစိတ်ထဲတွေးတယ်ဗျာတက်စားရှိပြီပါဆိုပြီးသူလက်ကကင်ထားတဲ့ဓာတ်နဲ့ဝင်ပိုင်းမယ်ဆိုသူစိတ်ထဲတွေးဒါနဲ့အဖိုးကြီးပြောတဲ့နံပါတ်3အချက်ကိုသူသွားတွေ့မယ်ဒေါသထွက်နေခြင်းဘယ်တော့မှစိတ်ကိုဆုံးဖြတ်ချက်မချနဲ့ပြန်ရလိုက်တဲ့နောင်တပြင်လို့မရဘူးအမားကြီးမှားတတ်တယ်ဆိုအဲ့ဒါကိုသူသွားပြီးနောင်တရတော့သူအဲ့ဒါနဲ့ဒီလက်ကကင်ထားတဲ့ဓာတ်ကိုလွတ်ချပဲသူအခန်းသူတို့အိမ်ရှိကအခန်းပေါက်မှာပဲသူကသူပဲအိတ်နေလိုက်တော့မနေ့မိုးလင်းတော့သူမိမတကားဖွင့်တော့ကြာရောက်သူ့ယောက်ျားအဲ့လိုတွေ့တာပေါ့ဗျာသူ့ယောက်ျားအဲ့လိုပင်မနဲ့အဲ့လိုမျိုးအပေါက်မှာအိတ်နေတော့ဖက်ပြီးငိုတော့သူမိမသူတွန်းထုတ်မဲ့စိတ်ထဲမှာရည်ရွယ်တော့ပြီးတော့မတွန်းထုတ်တော့ပဲသူမိမသူကဖက်ငိုတယ်ပြီးတော့မေးတယ်မိမညတော့မင်းဘယ်သူနဲ့စကားပြောနေတာလဲကွာမင်းကဘာလို့ရတယ်နော်ရှင့်ကျွန်မပြောပြမယ်တဲ့အဲ့ဒါရှင့်ရဲ့သားလေးတဲ့ရှင်နဲ့ကျွန်မစပြီးရှင်ရပြီးတော့ရှင်ထွက်သွားတယ်ရှင်နဲ့ရတဲ့ကုန်ဝင်ကျမမကြံခဲ့တယ်တဲ့ရှင်ထွက်သွားတာအခု20ရှိပြီရှင်သားအခုအသက်20ရှိပြီတဲ့အသက်20ဆိုတော့ကျွန်တော်တို့ပေါ့ဗျာလူကောင်ကြီးနေပြီလေအထင်လွဲလဲလွဲခြင်းစရာပေါ့အဲ့နဲ့ तू ကအဖိုးကြီးပြောတဲ့နံပါတ်3အချက်ကို तू သွားသတိရပါဘယ်တော့မှဆုံးဖြတ်ချက်မချနဲ့ပြန်ရလိုက်တဲ့အမနောင်တပြင်လို့မရတဲ့နောင်တကြီးဖြစ်တဲ့ ဇက်ပင်တော့ထက်တန်တော့ तू အဲ့ဒါကိုသွားပြီးသတိရလိုက်တယ်ဒါနဲ့ तू လူငယ်အေးစစ်စစ် तू တွေးတယ်ဗျ तू အေးစစ်တွေးတာဗာတွေးရအောင်ဆိုလို့ရှိရင်အဖိုးကြီးကို तू ကြော့တယ်ဝဲကျေးဇူးတင်တယ်အဖိုးကြီးရဲ့အကြံသုံးခုယူတာမှန်တယ်ပေါ့ပုံမရဒီလိုနဲ့ပြီးမသွားသေးဘူးအဲ့နဲ့အဖိုးကြီးကသူ့ကိုလမ်းမှာဘိုက်စားလို့ရှိရင်နဲ့သူ့ကိုဟိုဘိုက်စားစားဖို့ပဲဗျာအဲ့ဒီပေါင်မုတ်3ထုတ်သူ့ကိုပေးလိုက်ပေါင်မုတ်2ထုတ်အစိမ်းထုတ်ထားတဲ့ပေါင်မုတ်ကိုသူ့ကိုစားတဲ့အနီထုတ်ကိုအေးကမိန်းမတဲ့သားသမီးနေကြမှာစားရတယ်ဆိုတော့သူ2ထုတ်ကတော့လမ်းမှာစားလို့ကုန်သွားအနီထုတ်1ထုတ်ပဲကျန်တော့ရေမို့ချိုးဘိုက်စားတော့သူမိန်းမကိုလည်းကျွေးမယ်ပြီးတော့အထုတ်ကိုဖြီးလိုက်တော့အထုတ်ထဲမှာပတ်စံနေဖြစ်ရွှေရင်းကားပြားတွေဖြစ်ပုံမြင်လေးကတော့ဒါပါပဲဗျာအသိပညာတစ်ခုလည်းရမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာတတား